ငရုတ်သီးအနီနဲ့အစိမ်းကိုကျင်းညစ်နေအောင်ကြိတ်ထားပါသူကမညစ်ရင်ဘတ်နာလို့ငရုတ်သီးဖြူနဲ့အနီအနီနဲ့အစိမ်းနဲ့ကြိတ်ထားတာအစိမ်းမြအနီနဲ့ပြီးရင်မတီးတိမဲ့ဖြော်ရည်ထည့်မယ်ဒါကမြင်ငပိဖြော်ထားတာပြီးရင်စလုံးမုန်နည်းနည်းထည့်မယ်ထားဖေးဆောက်မယ်ပြားရည်ထည့်မယ်ငါလေးနည်းနည်းထည့်မယ်စားထည့်မယ်ပြီးတော့မှအပုံငယ်ပြန်ထည့်ပြီးရင်ဒါလေးကိုအရင်ကျိုးမယ်ပြီးတော့မှရေထပ်ထည့်မျိုးသီးစိမ်းငပိကျက်ချက်နေတာပါပြီးတော့မှရေထပ်ထည့်ဘာလို့လဲဆိုငါးတွေကိုအသားလေးတွေအရသာအသားလေးဝင်တော့အောင်ရေထည့်ပါမယ်ရေကခုနနည်းနည်းထည့်လိုက်သေးတယ်ပြီးတော့ရိုက်ချင်နေတာကဲချက်ပါပြီမျိုးသီးစိမ်းငါးငပိကျက်လေးငါးလေးပြည့်ပြည့်လေးနဲ့ပြီးတော့မှအပေါက်ငယ်ညီးမယ်ငရုတ်သီးစင်းငါးငပိချက်လေးငါးလေးရလေးပြည့်ပြည့်လေးနဲ့ချိုးပြီးဆက်နေရပဲချက်ပါပြီအမေလေးကိုလည်းမွေးပြီးတော့ဆက်လေးချိုးလဲချိုးတယ်ငါးများတဲ့အတွက်ချိုးလဲချိုးတယ်哦。